နေပါဦးဒါကဘလို့လုပ်ဖြစ်နိုင်တာလဲငါကအသက်90တောင်ရှိနေပြီပြီးတော့ကိုဝင်ရှိနေတယ်လား ဒါမဖြစ်နိုင်တာငါမှကလေးရနိုင်တဲ့အခြေအနေမရှိဘူးလေ strawberry နာ ရှင်ဘာတွေပြောနေတာလဲဘယ်တော့ကတည်းကလဲအစကတည်းကပေါ့ဆရာဝန်ပြောတော့ကမင်းလည်းအတူတူရှိနေတာပဲလေ ခမရတို့မျှော်လင့်ထားသလိုဖြစ်မလာတဲ့အတွက်စိတ်မကောင်းပါဘူးမစ္စတာဘနာနီတိုခမရကကလေးရနိုင်စွာမရှိပါဘူး ငါမှကလေးရနိုင်စွမ်းမရှိတာကိုမင်းတီးရသားနဲ့ ငါတောင်းပါပါနဲ့ကြည့်စုကြည့်ပြီးဒီလိုမျိုးမလုပ်ပါနဲ့ ဒီလိုလုံးနဲ့တွေ့ HR ကြီးဖြတ်တန်းပြီးမှမင်းဒီလိုလုံးမယ်လားငါမညှိုးနိုင်ဘူးထွက်တော့အခုချက်ချင်းထွက်ငါသူ့ကိုမလို့ပါဘူးငါဘာသာငါဖြစ်အောင်လုပ်နိုင်ပါလေ တော်လိုက်တာအသက်ကိုမှန်မှန်လေးရှူပေးထားပါအောင်ဂုဏ်ယူပါတယ်ဗျကျမ်းပါတန်ဆွမ်းနေတားလေးတယောက်ရပါပြီငါတားလေးကိုကြည့်ပါတော့စီအောင်နေပါအောင်တားကပဲမီလေးလားငါသူ့ကိုဖုံးဆက်ရမယ်သူတိတ်တယ်